Hey Linus ဓာတ်ပုံတွေဗီဒီယိုတွေကို AI နဲ့ဖန်တီးလို့ရတယ်ဆိုတာကိုအားလုံးသိကြမယ်လို့ထင်ပါတယ်။တခြင်းတစ်ပုဒ်ကို AI နဲ့ဖန်တီးလို့ရမယ်ဆိုရင်ရောအဲ့ဒါအင်္ဂလိပ်တခြင်းပဲမဟုတ်ဘူးเนาะမြန်မာတခြင်းကိုပါဖန်တီးလို့ရမယ်။အဲ့ဒီအကြောင်းပဲဒီနေ့ဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ Okay စလိုက်ကြရအောင်။တခြင်းတစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင်အဓိကကျွန်တော်တို့လိုအပ်တာရင်းဆုံးကတခြင်းစာသားဒီတခြင်းစာသားကိုကိုယ့်ဘာကိုရေးမလားဒါမှမဟုတ် AI နဲ့မေးမလားပေါ့နော်။ကိုယ့်ဘာကိုရေးချင်လဲရေးလို့ရတယ်ရေးထားတဲ့ဟာကိုပေးပြီးတော့တခြင်းဖန်တီးလို့ရတယ်။ဒါမှမဟုတ်ကျွန်တော် AI နဲ့ဖန်တီးမယ်ဆိုရင် Gemini ကြီးသွားလိုက်မယ်ကိုကြိုက်တဲ့ browser မှာဒါမှမဟုတ်ကိုသုံးနေတဲ့ browser မှာgemini.com ဆိုပြီးရိုက်ပြီးတော့ရှာလိုက်မယ်တခြင်းစာသားဖန်တီးဖို့ ChatGPT မသုံးဘဲနဲ့ဘာလို့ Gemini သုံးတာလဲဆိုတော့ Gemini ကမြန်မာစာအတိအကျရတယ် ChatGPT ကျတော့အတိအကျမရဘူးစာသားတွေကတလွဲစီဖြစ်နေနိုင်တယ်အဲ့တော့ကျွန်တော်တို့ Gemini ကိုသုံးမယ် Okay ကျွန်တော်တို့ကအခုတခြင်းတစ်ခုဖန်တီးမယ်ဘယ်လိုတခြင်းလဲဆိုတော့ motivational တခြင်း motivational sound တစ်ခုဖန်တီးမယ်ဆိုရင်ကျွန်တော်တို့အခုရေးလိုက်မယ် write sound learning for motivation okay motivation sound for Myanmar audience in Myanmar language okay ကျွန်တော်တို့မရေးလိုက်ပြီဆိုရင်ဒီမှာပေါ်လာလိုက်မယ်ခဏဆောင်းပါ okay ကျွန်တော်တို့ဒီမှာပေါ်လာပြီเนาะ sound title ကဒီမှာ ametic ဆိုပြီးပြထားတယ် new dream ဆိုပြီးတော့သူက version ကဒီမှာနှစ်ခုထွက်နေတယ်မြန်မာလိုရောအင်္ဂလိပ်လိုရောနှစ်ခုထွက်နေတယ်အဲ့တော့ကျွန်တော်တို့လိုချင်တာကမြန်မာလိုစာသားပဲလိုချင်တာအင်္ဂလိပ်လိုဒီ pronunciation တို့ meaning တွေပါကျွန်တော်မလိုချင်ဘူးမြန်မာလိုစာသားပဲမြန်မာလို learning ပဲလိုချင်တာစာသားပဲလိုချင်တာဆိုတော့ပြန်ရေးပေးမယ် only in Myanmar language အဲ့ထည့်လိုက်ပြီဆိုရင်သူကမြန်မာလိုစာသားကိုပဲကျွန်တော်တည်တံ့ပြန်ပေးလိုက်မယ် okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာတခြင်းစာသားရသွားပြီတေးတခြင်းအမိအိမ်မက်တစ်ဘာညာဆိုမှာ pre chorus တို့တန်ပြိုင် chorus တို့နော် okay ရသွားပြီဆိုရင်ကျွန်တော်တို့က copy ကူးလိုက်မယ် copy ကူးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနေပြီးတော့ Google မှာပဲ Sono ဆိုပြီးရှာလိုက်မယ်ပထမဆုံးပေါ်လာမယ့်ဟာလေးအဲ့မှာလိမ်မော်ရောင်တန်းတန်းလေးပုံစံလေးအဲ့ကောင်လေးကို sono.com ဆိုတဲ့ဟာလေးအဲ့ကောင်လေးကိုနှိပ်ပြီးဝင်လိုက်မယ်ကျွန်တော်တို့ကအဲ့ AI ကိုသုံးပြီးတော့ဒီတခြင်းဖန်တီးမယ်မြန်မာတခြင်းဖန်တီးမယ် okay အဲ့ဆိုရင်ခုန copy လုပ်ထားတဲ့ learning ကိုစာသားကိုတခြင်းစာသားကိုကျွန်တော်တို့ဒီမှာပြန်ထည့်မယ်ဟိုအောက်ဆုံးလေးမှာ plus sign လေးနဲ့တခြင်းပုံစံလေးအဲ့ကောင်လေးကိုကျွန်တော်တို့ချက်နှိပ်ပြီးသွားပြီဆိုရင် learning ဆိုတဲ့နေရာမှာကျွန်တော်တို့ Gemini နဲ့ထုတ်ထားခဲ့တဲ့ခုန learning copy လုပ်ထားတဲ့ learning ကိုဒီမှာ paste လုပ်လိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ custom ဆိုတဲ့ဟာကိုရွေးပေးလိုက်မယ်ဘာလို့ simple ဆိုတဲ့ဟာကျတော့သူ့ဘာသူရိုးရှင်းရှင်းပဲ custom ကြတော့ကိုကနေပြီးတော့ learning ထည့်ပြီးတော့အကုန်လောက်ကမှာစစရဲပြီးသွားရင်ကျွန်တော်တို့က style ကိုသွားမယ် style မှာကျတော့ကျွန်တော်တို့ pop လား rock လားပေါ့ hip hop လားကြိုက်တာရွေးရမယ်နောက်ပြီးတော့အဲ့မှာ instrument လည်းထည့်လို့ရတယ် violin ဒီမှာ violin ထည့်မယ် violin နောက်ပြီးတော့ guitar ထည့်လို့ရတယ်အဲ့ဒါပြီးသွားတာနဲ့ကျွန်တော်ခုနကပါလဲ pop ဆိုရင် pop bass ဆိုပြီးထည့်မယ် guitar ပြီးသွား bass ပြီးသွား pop တခြင်းစတိုင်ကိုကျွန်တော်ရွေးပြီးသွားပြီဆိုတာနဲ့ဟိုအောက်ဆုံးကိုဆင်းမယ်ဆင်းပြီးသွားတယ်ဆိုတာနဲ့ advanced option မှာကျွန်တော်တို့ကတခြင်း vocal ကဘယ်သူလဲ male လား female လားဆိုတော့ရွေးပေးလိုက်မယ် male ဆိုကျွန်တော်ဒီမှာ male ကိုရွေးပေးလိုက်မယ်စာသားတွေပဲအကုန်လုံးကျွန်တော်ရွေးပြီးသွားပြီဆိုတာနဲ့အပေါ်လေးမှာ 4.5 ဆိုတာလေးရေးထားတယ်အဲ့ကောင်တစ်ချက်နှိပ်ကြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ 4.5 all ဆိုပြီးရေးထားတယ် all ကကျွန်တော် free version အပေါ်ကရှိတယ် pro တွေရှိတယ် 4.5 မှာ pro ရှိတယ် plus pro ရှိတယ်နောက်ပြီးတော့5 pro beta ဆိုတာရှိတယ် okay အဲ့ဒါတွေအကုန်လုံးက pro version တွေပတ်စံပေးပြီးဝယ်သုံးရတာကျွန်တော်တို့တော့ကျတော့အခုတော့ free သုံးမှာဆိုတော့ 4.5 all ကိုနှုတ်လိုက်ကျွန်တော်ရွေးထားပြီးသားအဲ့ကောင်ပဲရွေးထားလိုက်မယ်အဲ့ဒါပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကအောက်က plus sign ကုန်လေး create ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့တော့သူကတခြင်းဖန်တီးနေပြီ loading တက်နေပြီ okay အခုတခြင်းကိုရသွားပြီဆိုရင်ကျွန်တော်တို့ sample ကိုကြည့်မယ်အခုဖွင့်ကြည့်လိုက်မယ်နော်Table change aim at the lane not alone in okay ကျွန်တော်တို့အခု download ဆွဲချင်တယ်ဆိုရင်အဆက်34ဘေးနားအဆက်30နှိပ်ပြီးသွားပြီဆိုရင်အောက်မှာဆို download ဆိုတာရှိတယ် download ချက်နှိပ်ပြီးသွားပြီဆိုရင်အမှ MP3 ဆိုတာရှိတယ် wave လို့ပါလို့ညာတို့အဲ့ကောင်ကိုအမှ MP3 ပဲရွေးလိုက်မယ် wave လို့ပါလို့ကြတော့ pro version ဆိုတော့ပတ်စံပေးပြီးတော့အမှ MP3 ရွေးလိုက်မယ်ရွေးပြီးဆိုရင်သူအောက်မှာပုံမှန်ရေးထားတယ်ဟိုကိုပိုင်အဖြစ်သုံးကျင်လားဆိုတဲ့ဟာကိုသူကမေးတာကိုပိုင်အဖြစ်သုံးကျင်တယ်ဆိုရင်ကျွန်တော်ပတ်စံပေးရမှာဟိုလောလောဆယ် free version တို့ကကျွန်တော် download anyway ကိုနှိပ်လိုက်မယ်ဒီတခြားသချင်းတွေကိုလည်း play လုပ်ကြည့်လိုက်ပေါ့နော်play လုပ်သချင်းဘယ်လိုပုံစံရှိလဲဆိုတော့
你见你爱马的欧达前面，梦白之夜那里路也了面起来，插破了没夜一撒皮就被多。 တချင်းကကောင်းတယ်လို့ဆိုပေမဲ့လည်းဘာဖြစ်သွားလဲဆိုတော့လဲတဲ့နေအကုန်လုံးရောနေတယ်ဆိုတော့သူကရှုပ်နေရောစာသားတွေတစ်ခုတစ်ခုဆက်တက်ပြန်ဖြစ်နေရောအဲ့တော့ကျွန်တော်တို့အဲ့တစ်ဆက်တက်မဖြစ်ချင်ဘူးတည်သက်သက်တွေပြန်ဖြစ်စေချင်တယ်ဆိုတဲ့အတွက်ခုနလဲတဲ့ကိုပြန်ပြီးတော့ပြန်ပြင်ပေးရမှာပေါ့နော်ပြန်ပြင်ပေးရမယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးလဲတဲ့ကို note တစ်ခုမှဖွင့်လိုက်မယ်ဖုန်းနဲ့ note တစ်ခုမှဖွင့်လိုက်မယ်ဖွင့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ခုန copy လုပ်ထားတာ Gemini ကနေ copy လုပ်ထားတာလေခုနလဲတဲ့ဟာအဲ့လဲတဲ့ကိုဒီမှာပြန်ပြီး paste လုပ်လိုက်မယ် paste လုပ်လိုက်ပြီးဒီမှာစာသားတွေအများကြီးပဲရှုပ်ခန့်နေတာပဲအဲ့ကောင်ကိုအစီအစဉ်တကျပြန်ပြီးတော့ပုံဖော်ပေးလိုက်မယ်အစီအစဉ်တကျပုံဖော်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ့ကောင်ကို copy ပြန်လုပ်မယ်ပြီးရင်ခုန Suno နေရာမှာ Suno လဲတဲ့နေရာမှာကျွန်တော်တို့ခုန copy လုပ်ထားတဲ့ဟာပြင်လိုက်တဲ့ဟာကိုကျွန်တော်တို့ဒီမှာပြန်ထည့်လိုက်မယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနစတိုင်အတိုင်းပဲအတိုင်းထားပြီးတော့ create နှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်သူက generate လုပ်တော့မယ် sample song ရပြီဆိုရင်ကျွန်တော် play လုပ်ကြည့်လိုက်မယ် 我们家的家的落叶，没路起来，穿过了那年一三对照对挂耶，啊丢马里的滚啦啦咩，浪一个艰难累起来的那样干咩。 不用去细碎想念，下来的阿里耶嘞，你也来这么那样细腻，来家来吧，来家来吧，有几天的苦有嘛谁，哎嘛就退去。 အခုကြတော့မြန်မာလိုအတန်တော့လည်းအနေထားလဲနည်းနည်းလေးပြီးသွားတယ်နောက်တစ်ခုကဒီစာသားတွေရတယ်မှန်သွားတယ်သူ alignment နဲ့သူစီစဉ်ကြပြန်ရေးပေးလိုက်တဲ့ချိန်ကတော့မှန်သွားတယ် Okay ဒါဆိုရင်တော့ Suno AI ကိုသုံးပြီးတော့မြန်မာသချင်းတွေဘယ်လိုထုတ်လို့ရတယ်ဆိုတော့သိသွားလောက်ပြီးတော့ထင်ပါတယ်ကြံပြုတ်ကျင်တာမေးချင်တာရှိရင် comment မှာမှန်းခဲ့ပါဒီဗီဒီယိုကြိုက်တယ်ဆိုရင် like လုပ်ခဲ့ပေးပါကိုယ်တငယ်ရင်းစီကိုအသုံးဝင်မဲ့ထင်တယ်ဆိုရင်လည်း share ခဲ့လိုက်ပါနောက်ဆုံးအနေနဲ့ channel ကို subscribe လုပ်ခဲ့ပေးပါAnd the last one was, this is Zero Limit, no limit to learn. Tada bye bye.